မင်္ဂလာပါခင်ဗျာဒီနေ့ပြောပြမယ့်အကြောင်းအရာကခေါင်းနဲ့စားစရာဖြစ်နိုင်တာမို့တေချာလေးနားထောင်ပေးပါအောင်နော်ကျွန်တော်တို့ဘာလို့ quantum mechanics အကြောင်းလေ့လာနေရတာလဲစဉ်းစားကြည့်ပါဦးဒီကဘာကြီးဟာတင်းငယ်လုံးနဲ့အမုံလေးတွေနဲ့ဖွဲ့စည်းထားတာမို့ဒီ quantum ကဘာကိုနားလည်မှပဲပူကြီးတဲ့အရာဝတ္ထုတွေကိုပါနားလည်နိုင်မှာပေါ့ဒါဆိုဘာလို့မတေချာမှုနေရာမှာ uncertainty principle ကိုလေ့လာရတာလဲကျွန်တော်တို့မြင်ရတဲ့ဒီကဘာကြီးမှာ Newton ရဲ့နေရာမှာတွေလို့ရူပဗေဒဥပဒေစတာတွေရှိသလိုပဲ atom ထက်သေးတဲ့ subatomic particles တွေရဲ့ကဘာမှာလည်းသူတို့ရဲ့ကိုယ်ပိုင်ဥပဒေစတာတွေရှိပါတယ်။အဲ့ဒီထဲကတစ်ခုကတော့ဒီ uncertainty principle ပဲဖြစ်ပါတယ်။ကဲ uncertainty principle ကဘာပြောတာလဲဆိုတော့ဘယ် subatomic particle ရဲ့တိကျတဲ့ဒီနေရာ position နဲ့ရွေလျားမှုစွမ်းအား momentum ကိုမဆိုတစ်ချိန်တည်းမှာတိတိကျကျပြောပြလို့မရနိုင်ဘူးလေဗျာ။အံ့ဩစရာကောင်းတယ်နော်။ဒါကိုတက်တည်ပြလို့ရတယ်။ကျွန်တော်ခင်ဗျားတို့ကိုတက်တည်ပြကြည့်မယ်။ဒါပေမဲ့အဲ့လာမတိုင်ခင် wave particle duality ဆိုတာဘာလဲဆိုတာအရင်သိဖို့လိုတယ်။ Lee Brogley ကဘာပြောခဲ့လဲဆိုတော့ရွေလျားမှုစွမ်းအားရှိတဲ့အမုံတိုင်းဟာလှိုင်းတဘာဝကိုပြသလိမ့်မယ်တဲ့။ကျွန်တော်တို့လူတွေလည်းဓာတ်ထုရှိတယ်။လုံရှားသွားလာနိုင်နေဆိုတော့ momentum လည်းရှိလားပေါ့။ဒါဆိုကျွန်တော်တို့လည်းလှိုင်းတဘာဝရှိတာပေါ့။ရေစရာကောင်းတယ်နော်။စိတ်မပူပါနဲ့ကျွန်တော်ဒါကိုလည်းတက်တည်ပြပါဦးမယ်။ Okay, Heisenberg ရဲ့ uncertainty principle စီပြန်သွားရအောင်။ကျွန်တော် usual နဲ့စကားလုံးတွေပဲသုံးပါမယ်။ခေါင်းမလျှော့ပါတော့အောင်ရှုပ်ထွေးတဲ့ຢာတွေကိုချန်ခဲ့တာမယ်နော်။ uncertainty principle မှာ momentum ရွေလျားမှုစွမ်းအားနဲ့ position ဒီနေရာကိုသုံးထားတယ် momentum ဆိုတာ drag to mass နဲ့အလင်းရဲ့မြောက်လက်တူပါအမုံတစ်ခုရဲ့ drag to အမပြောင်းလဲဘူးဆိုတော့ကျွန်တော် momentum နေရာမှာ velocity အလင်းဒါမှမဟုတ် motion ဆိုတဲ့စကားလုံးကိုသုံးပါမယ်ရှုံ့မသွားစေနဲ့နော် Heisenberg uncertainty principle ကကျွန်တော်တို့ကိုဒီပုံသဏ္ဍာန်ကိုပြေးခဲ့တယ် delta px into delta x is greater than equal to h by 4 piဒီပုံသဏ္ဍာန်ထက်က delta p ဆိုတာအမုံရဲ့ momentum မှာရှိတဲ့မတေချာမှုကိုပြောတာဒါမှမဟုတ်သူ့ရဲ့လှုပ်ရှားမှု velocity မှာရှိတဲ့မတေချာမှုပေါ့ delta x ကတော့အမုံရဲ့ဒီနေရာမှာရှိတဲ့မတေချာမှုကိုပြောတာဒီနှစ်ခုကမြုပ်လိုက်ရင်ရှားတဲ့တန်ဖိုးက h by 4 pi ဆိုတဲ့ကိန်းသက်တန်ဖိုးထဲအမြဲတမ်းကြီးနေရမယ်ဒါမှမဟုတ်ညီနေရမယ်ဘယ်တော့မှပိုးမသေးနိုင်ဘူးတဲ့ဗျာဒီ h by 4 pi ဆိုတဲ့ကိန်းသက်တန်ဖိုးကဘယ်ကလာလဲဒါကိုတီးချမ်းတစ်ချမ်းလင်းပြောပြဖို့ဆိုတာတော်တော်ခက်တဲ့ကိစ္စဗီဒီယိုတစ်ချမ်းလုံးတီးသန့်ရှင်းပြရမှာမို့အခုတက်ကလောက်ဒါဟာတီးငယ်တဲ့ကိန်းသက်တန်ဖိုးတစ်ခုလိုပဲမှတ်ထားပေးပါဦးနော်ဒီတို့ဒီညီမြောက်ချင်းကအမုံတစ်ခုရဲ့ momentum မှာမတေချာမှုကိုတီးနီအောင်မှာမတေချာမှုနဲ့မြှောက်လိုက်ရင်အမြဲတမ်းဒီကိန်းသက်တန်ဖိုးထိကြီးနေရမယ်ဒါမှမဟုတ်ညီနေရမယ်ဒါကဘယ်တော့မှတီးနေမှာမဟုတ်ဘူးကဲကျွန်တော်တို့ဒီအချက်ဒီမှားနေလို့ခဏယူဆပြီးဆက်သွားရအောင်ဒီညီနာချင်းကိုကျွန်တော်ဒီလိုပြန်လေးလိုက်မယ်နော်ဘာမှမခတ်ဘူးနော်ခုကျွန်တော်ရဲ့မိကွန်တစ်ခုကိုစဉ်းစားကြည့်ပါဦးအကယ်၍ကျွန်တော်တို့မတေချာမှုကိုလဲလျှို့လိုက်ရင်ဘာဖြစ်လဲကျွန်တော်တို့မတေချာမှုကိုလက်လျှို့လိလေတေချာမှုစီကိုပိုရောက်လေဖြစ်မယ်ဥပမာကျွန်တော်ကခမမြန်မာနိုင်ငံမှာနေတယ်လို့ပြောလိုက်ရင်ဒါကမတေချာတဲ့ဒီနေရာ uncertain location တခုပေါ့ဗျာမြန်မာနိုင်ငံဆိုတာကြီးတော့ဘယ်နေရာမှမသိဘူးဒါပေမဲ့ခမရန်ကုန်မြို့ရွှေတကုံပြားရှိမှမတ်တက်နေတယ်လို့ပြောလိုက်ရင်တော့ဒါကတီးချတဲ့ဒီနေရာ certain location ဖြစ်တော့ပါပြီမတေချာမှုကလက်လျှော့လိုက်တာနဲ့တီးချတဲ့တန်ဟိုးကိုပိုနီးလာတယ်ပေါ့ဒါဆိုကျွန်တော်တို့ရဲ့ပုံသဏ္ဍာန်စီပြန်သွားရအောင် delta p into delta x is greater than equal to h by 4 piအကယ်၍ကျွန်တော် delta x ဒီနေရာရဲ့မတေချာမှုကိုလဲလျှော့လိုက်ရင်ကိန်းသက်တန်ဖိုးကိုထိမ့်သိမ့်နိုင်ဖို့အတွက် delta p momentum ရဲ့မတေချာမှုကိုတိုးမြင့်ရပါလိမ့်မယ်ဒါကဘယ်လိုလဲဆိုတော့9ကို20နဲ့မြောက်တော့ရာတရားကတဲ့အကယ်၍9ကိုလဲလျှော့ဒီ4လို့လုပ်လိုက်ရင်ရာတရားကိုပြန်ရဖို့20နေရာမှာ25လို့တိုးမြင့်ရပါလိမ့်မယ်ဒါမှမဟုတ်ရာတရားဆိုတဲ့ကိန်းသက်တန်ဖိုးကပြောင်းသွားမှာပေါ့ဒီလိုပဲ h by 4 pi ဆိုတဲ့ကိန်းသက်တန်ဖိုးကိုကျွန်တော်တို့မပြောင်းလဲနိုင်ဘူးဒါကြောင့် okay ဒီကျွန်တော်တို့ကအမုံတစ်ခုရဲ့ဒီနေရာကိုတိတိကျကျတီးချင်လေးသူ့ရဲ့ momentum ရွေလျားမှုစွမ်းအားမှာရှိတဲ့မတေချာမှုကပိုများလာလေးဖြစ်လိမ့်မယ်ဒါကကျွန်တော်တို့တိုးမြင့်တာမဟုတ်ဘူးနော်သူဟာသူ့အလိုများလာတာအကယ်၍ကျွန်တော်တို့ကသူ့ရဲ့လှုပ်ရှားမှုစွမ်းအားကို momentum ကိုတိတိကျကျတီးချင်တယ်ဆိုရင်သူ့ရဲ့ဒီနေရာကိုဘယ်တော့မှတိတိကျကျမထီတော့နိုင်ဘူးလေဒါကပဲ uncertainty principle ပဲဖြစ်ပါတယ်ဒီအချက်တွေကဘာကိုသက်သေပြနေတာလဲဆိုတော့ဒီကနေ့ကျွန်တော်တို့သိရတာကquantum watt ရနားမလည်နိုင်တဲ့နေရာမှာတွေကကန့်သက်ချက်တစ်ခုကိုချမှတ်ထားတယ်ဆိုတာပဲဖြစ်ပါတယ်။အကယ်၍ခင်ဗျားကအမုံတစ်ခုရဲ့အလင်ကိုသိကျင်နေဆိုရင်သူ့ရဲ့တီနီယာကိုကောင်းကောင်းခံမှန်းလို့မရဘူး။ဒါမှမဟုတ်အကယ်၍ခင်ဗျားကသူ့ရဲ့တီနီယာကိုသိကျင်နေဆိုရင်သူ့ရဲ့အလင်ကိုကောင်းကောင်းခံမှန်းလို့မရတော့ဘူး။ ကဲဒါကိုတက်တည်ပြကြည့်ပါဦး။ဒါကလေဆာရောင်ကြီးတစ်ခုကျွန်တော်တို့လေဆာရောင်ကြီး photons တွေကိုဖြစ်လိုက်မယ်။ဒီလေဆာရောင်ကြီးကအပေါက်ကျင်းလေး slit တစ်ခုကနေဖြတ်တန်းသွားတာ။စဉ်းစားကြည့်ပါဦး။အကယ်၍ကျွန်တော် slit ရဲ့အကျယ်ကို short ချလိုက်ရင်ဘာဖြစ်မလဲလေဆာအဆက်ကလေးကပိုသေးသွားမှာပေါ့ဒါကကျွန်တော်တို့ slit အကျယ်ကို short ချရင် photons တွေရဲ့တီးကြတဲ့ဒီနေရာကိုပိုနီးစားအောင်ကြိုးစားနေတာပဲဖြစ်ပါတယ်
အကယ်၍ဒီလိုသာဆက်သွားနေမယ်ဆိုရင် uncertainty principle ကမှားသွားလိမ့်မယ်ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဘလို့လဲဆိုတာကျွန်တော်ပြပါမယ် slit ရဲ့အကျယ်ကပိုကျင်းလာလေလေးစားအဆက်ကလေးဟာပိုသေးသွားတာမဟုတ်ပဲပိုပြီးတော့ကျဲပြန့်လာပါလိမ့်မယ်အော်ဆရာပဲနော်ဒါကဘာလို့လဲဆိုတော့ slit ရဲ့အကျယ် delta x ကိုကျွန်တော်တို့ short ချလိုက်တဲ့အခါ Heisenberg uncertainty principle ကိုကာကွယ်ဖို့က photons တွေကသူတို့ရဲ့ momentum ကိုပြောင်းလဲပစ်လိုက်လို့ပဲဖြစ်ပါတယ်ဒီလိုပြောင်းလဲမှုကြောင့်ပဲလေဆာဆက်ကလေးဟာပိုမသေးသွားပဲပိုပြီးတော့ပြန့်နှံ့ထွက်တာပါတကယ်အော်ဆရာပဲနော်ဒီအချက်ကိုလူတော်များများနားလည်ဖို့ခက်လိမ့်မယ်ဒါဆိုဒီဗီဒီယိုကိုတစ်ခါနှစ်ခါလောက်ပြန်ကြည့်ကြည့်ပါနော်သေချာနားလည်သွားပါလိမ့်မယ်ကျွန်တော်ထပ်ပြောပါမယ် delta x တီနီယာရဲ့မသေးချာမှုကိုကျွန်တော်တို့ short ချလိုက်တဲ့အခါအမှုလေးတွေကသူတို့ရဲ့ရွေးလျားမှုလမ်းကြောင်းကိုပြောင်းလဲပစ်လိုက်ပါတယ်ဒီလိုပြောင်းလဲလိုက်တာကြောင့်သူတို့ရဲ့ momentum ရွေးလျားမှုစွမ်းအားကပြောင်းလဲသွားတာပေါ့ဒါကပဲ uncertainty principle ကပြောခဲ့တာမို့လားအကယ်၍ခမည်းကတီနီယာကိုပိုနီးစပ်အောင်ကြိုးစားလေသူတို့ရဲ့ momentum သို့မဟုတ်အလင်းကိုဖန်ယူနိုင်မှာမဟုတ်ဘူးတဲ့ဒါကရိုးရှင်းတယ်လို့ထင်ရပါမယ် quantum war ကဒီလိုပဲအလုပ်လုပ်တာဗျဘယ်အရာမှရိုးရှင်းတယ်လို့ထင်ရမရှိပါဘူးကဲနောက်ထပ်ဥပမာတစ်ခုပေးပါဦးမယ်ကျွန်တော်တို့အရာဝတ္ထုတွေကိုဘယ်လိုမြင်ရလဲဒါကရိုးရှင်းတဲ့မေခေါင်းပါအရာဝတ္ထုတွေပေါ်ကိုအလင်းရောင်ကျရောက်ပြီးပြန်ဟပ်လာတဲ့အခါကျွန်တော်တို့ရဲ့မျက်လုံးတွေစီရောက်လာပြီးအရာဝတ္ထုတွေကိုမြင်ရတာပေါ့ဒါဆို photons တွေဟာအရာဝတ္ထုတွေကနေပြန်ဟပ်လာပြီးကျွန်တော်တို့မျက်လုံးစီရောက်လာလို့မြင်ရတာပေါ့ကျွန်တော်တို့က electron တစ်ခုရဲ့ဒီနေရာကိုကြည့်กินတယ်လို့ထားပါအောင် photon က electron နဲ့တိုက်ခတ်လိုက်တာနဲ့ electron ရဲ့ momentum ကိုပြောင်းလဲပစ်လိုက်လိမ့်မယ်ဘာလို့လဲဆိုတော့ photon မှာလည်း momentum ရှိတယ်လေအခုခင်ဗျားတို့စဉ်းစားနေမှာပေါ့အလင်းမှာ momentum ရှိ mass လည်းရှိရမှာပေါ့လို့ဒီမေးခွန်းကပေါ်လာမှာပဲလို့ကျွန်တော်ထင်ခဲ့တယ်မဟုတ်ပါဘူး mass မရှိပါဘူးဒါကိုကျွန်တော်တက်တည်ပြပါမယ်ဒါပေမဲ့အခုအတွက်ကတော့ photons မှာ momentum ရှိတယ်လို့ပဲမှတ်ထားပေးပါ photon က electron နဲ့တိုက်ခတ်လိုက်တာနဲ့ electron ရဲ့ momentum ကိုပြောင်းလဲပစ်လိုက်လိမ့်မယ်ဒါမှမဟုတ်သူ့ရဲ့ momentum ကိုတိုးမြင့်လိုက်မယ်လို့ပြောရမလားဗျဒီတော့တစ်ချိန်တည်းမှာအရာတစ်ခုတည်းကိုပဲတိတိကျကျခံမှန်းနိုင်မယ်ခင်ဗျားက electron ရဲ့အလင်းကိုပဲတိတိကျကျသိနိုင်မယ်သို့မဟုတ်သူ့ရဲ့တီနီယာကိုပဲတိတိကျကျသိနိုင်မယ်ကျွန်တော်ပြောခဲ့တဲ့ဟာတွေအားလုံးကိုပေါင်းကြည့်လိုက်ရင် photon တစ်ခုက electron နဲ့တိုက်မိတဲ့အခါ electron ကသူ့ရဲ့ပတ်လမ်းကြောင်းထဲကနေခုန်ထွက်သွားတယ်ဒါကိုကျွန်တော်တို့ electron jump လို့သိကြတယ်ဒါကပဲအကြောင်းရင်းပဲ electron ကခုန်ထွက်သွားပြီဆိုရင်သူ့ရဲ့တိတိကျကျဒီနေရာကိုခင်ဗျားဘယ်လိုလုပ်တွဲပြနိုင်မလဲသူ့ရဲ့အလင်းကိုရောဘယ်လိုသိနိုင်တော့မလဲခေါင်းနေမူးလာပြီလားခေါင်းမမူးပါနဲ့ဗျာဒါကတော်တော်စိတ်ဝင်စားရခေါင်းနဲ့အကြောင်းရလည်းဖြစ်ပါတယ်ခင်ဗျားက line တစ်ခုကိုကြည့်လိုက်ရင်အပေါ်အောက်လှုပ်ရှားနေတဲ့ line မှာသူ့ရဲ့တိတိကျကျတီနီယာကဘယ်မှာရှိလဲဆိုတာကိုဘယ်လိုလုပ်ပြောပြနိုင်မလဲသူကနေရာတိုင်းမှာရှိနေတာကိုဒါကြောင့်သူ့ရဲ့တိတိကျကျတီနီယာကိုပြောပြလို့မရနိုင်ပါဘူးကဲကျွန်တော်တို့မြင်ရတဲ့ရူပဗေဒကဘာတွေက wave particle duality စီပြန်သွားရအောင်ကျွန်တော်တို့လူတွေက line တဘာဝရှိသလားရှိပါတယ်ဒါဆိုဘာလို့ကျွန်တော်တို့ကအရာဝတ္ထုကြီးကမှမတေချာမှုနည်းဉာဏ်ကိုမမြင်ရတာလဲကြည့်ပါဒါက tennis ဘောလုံးတစ်လုံးဒါကသူ့ရဲ့ဓမြစာ Venus William ကဒီဘောလုံးကိုတစ်စက္ကန့်58 မီတာပါစက္ကန့်အချိန်နဲ့ရိုက်လိုက်တယ်လို့ထားပါအောင်ကျွန်တော်တို့သူ့ရဲ့ momentum ကိုအလွယ်တကူတွက်ချက်နိုင်ပါတယ်ဒီ momentum မှာ100ခိုင်နှုန်းကောင်းမတေချာမှုရှိတယ်လို့ထားပါအောင်ဒါကိုလည်းတွက်လိုက်ရအောင်ဒီတန်ဖိုးအားလုံးကိုပေါင်းပြီးတွက်ချက်လိုက်တဲ့အခါဒီနေရာမှာရှိတဲ့မတေချာမှုဟာကျွန်တော်တို့မျက်စိနဲ့တော့ခွဲခြားလို့မရတော့လောက်အောင်သေးလွန်းလွန်းနေတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ပတ်ဝန်းကျင်ကအရာဝတ္ထုကြီးကမှာ uncertainty မတေချာမှုကိုမသိနိုင်တာမမြင်နိုင်တာပဲဖြစ်ပါတယ်ဒီပွန်သစ်မှုကိုတေချာကြည့်မယ်ဆိုရင်အမှုရဲ့ momentum ရွေ့လျားမှုစွမ်းအားကသူ့ရဲ့ line အလီတာကိုပြောင်းပြန်အချိုးကျနေတာကိုတွေ့ရပါလိမ့်မယ်ကျွန်တော်တို့လူတွေရဲ့ဓမြစာကအယမ်းများတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ momentum ကလည်းအယမ်းများပါလိမ့်မယ် momentum ကများတဲ့အတွက်ကျွန်တော်တို့ရဲ့ wavelength line အလီတာကတော့အယမ်းသေးနေပါလိမ့်မယ်ဆိုလိုတာကကျွန်တော်တို့ရဲ့ line တစ်ပါဝ wave nature ကလစ်ရှူရှူနေလောက်အောင်နဲလွန်းလွန်းနေတာကြောင့်ကျွန်တော်တို့ကတယောက်နဲ့တယောက်ရဲ့ line တစ်ပါဝကိုမြင်းစီးနဲ့မမြင်နိုင်ကြတာပဲဖြစ်ပါတယ်ဗီဒီယိုနဲ့ပတ်သက်ပြီးအကြံပြုချက်တွေမေးခွန်းတွေရှိရင် comment section မှာလွတ်လပ်စွာမေးမြန်းနိုင်ပါတယ်နောက်ဗီဒီယိုမှာ quantum mechanics နဲ့ပတ်သက်တဲ့ထူးခြားတဲ့အသုံးအနှုန်းတွေအကြောင်းဆက်လက်ပြောပြသွားမှာဖြစ်ပါတယ်